Character field chapter 10ပါခေါင်းစဉ်တွေကတော့ battery CD and in parallel battery အိုးတွေကိုတန်းဆက်ဆက်တာရဲ့ပြိုင်ဆက်ဆက်တာအဲအကြောင်းလေးရှင်းရမယ်ပြီးလို့ရှိရင်ပုံစံဆက်တင်ပေးမယ်အဲ့တော့ battery ကိုတန်းဆက်ဆက်မယ်ပြိုင်ဆက်ဆက်မယ်တန်းဆက်မှာဆရာတော်နှစ်နည်းရှိရိုးတန်းဆက်ရှိတယ်ဆက်ကျင်မဲ့တန်းဆက်ရှိတယ်ရိုးတန်းဆက်ဆိုတာ battery in CD 80 CD 80အဲ့ဒါရိုးတန်းဆက်battery in CD ဘာပုံစံ opposite အဲ့ဒါကစန့်ကျင်ဘက်တန်းဆက်စန့်ကျင်ဘက်တန်းဆက် battery ဘာလဲ parallel ဘာဆက်လဲတော့ပြိုင်ဆက်အားလုံး73လေးရှိအဲ့တော့ဒါဆိုရင်ဒီမှာ battery ကဒါမှာကွာဒါ E1 R1 E2 ပါလေ R2 battery number 1ကဲဒါ electromotive force ဒါကပါလေ inner resistance electromotive force inner resistance အဲ့လိုပဲရှိအကုန်လုံးတက်တည်ရှိမှာဘယ်တော့ဆရာကတော့ test တဲ့အတိုင်းပုံစံ formula နဲ့သင်မမဟုတ်ဘူးအဲ့ဒါကို idea နဲ့သင်မပါဟုတ်ရောဆရာအောက်မှာဆရာကြပြားလေးတခုဆက်ထားပေးပါတယ်တန်းဆက်တဲ့ battery မှာ E ရလို့ချင်းပေါင်းလိုက်ပါစက်ကျင်ဘက်လေးဖြစ်သွားတော့ E ဝင်လို့အပေါင်းပေါ့ဗရီလေးတွေပြိုင်ဆက် internal လေးအပိုင်းကွယ် E တွေကတူနေမှာရှင်းရှင်းလေးပဲမှာပြောပြမယ်တန်းဆက်တဲ့ battery မှာ E ရလို့ချင်းပေါင်းလိုက်ပါစက်ကျင်ဘက်လေးဖြစ်သွားတော့ E ဝင်လို့အပေါင်းပေါ့ဗရီလေးတွေပြိုင်ဆက် internal လေးအပိုင်းကွယ် E တွေကတော့တူနေမှာရှင်းရှင်းလေးပဲမှတ်ထားပါဒီကြပြားလေးရရဆိုရင်ဆရာတို့ကပုံစံအားလုံးရပါတယ်ကြိုက်တယ်လို့လာလို့ရပါတယ်ကြိုက်တော့ဗရီအများကြီးဆက်လို့ရင်လည်းသုံးလို့ပါတယ်ရတယ်ဒီနှလုံးထဲဆက်မှာမဟုတ်ကြိုက်တော့ဆက်ဒီကြပြားတောက်လျှောက်သုံးလို့ပါတယ်ရတယ်တန်းဆက်တဲ့ battery မှာ E ရလို့ချင်းပေါင်းလိုက်တာဒါဆိုရင်battery မှာလည်း CD 80ကိုပြောတာပါစက်ကျင် battery ဖြစ်သွားတော့ဆိုတာက battery in CD ဘာလို့ပြောတာပါ opposite စက်ကျင် battery တန်းဆက်ကိုပြောတာပါ battery လေးအပြိုင်ဆက်ဆိုတော့ battery ပါလေ parallel ဘာဆက်ကိုပြောတာပါပြိုင်ဆက်ကိုပြောတာပါဒါဆိုရင်တန်းဆက်တဲ့ battery မှာ E ရလို့ချင်းပေါင်းလိုက်ပါ E ဆိုတာက total electromotive force ဆိုတာက total internal resistance ဟုတ်လား E ဆိုတာက total electromotive force ဆိုတာက total internal resistance အဲ့တော့တန်းဆက်တဲ့ battery မှာ E ရလို့ချင်းပေါင်းလိုက်ပါဘာတမို့လို့ချင်း total electromotive force လို့ချင်းလဲဆိုရင်ဘာပဲပေါင်းလိုက်ပေါ့ E1 နဲ့ E2 နဲ့ပေါင်းလိုက်ပေါ့ E1 + E2 E ရလို့ပေါင်းလိုက်ပါပေါင်းလိုက်အားလို့ချင်းလဲ total internal resistance အတွင်းခုခံမှုစုစုပေါင်းလို့ချင်းလဲဆိုရင် R1 + ဘာလို့လဲ R2 ညာပြီးသွားပြီဒါပဲဒါကတော့ဆရာကရေးချင်တာ by using circuit equation ရေးချင်တာပါတိုးတိုးညာလေးနေရာခဲချောင်းဆရာမရေးတော့ဘူး I = E by RG ဘာသေးလဲ R သေးအဲ့တော့ I = ဘာနေရာမှာ E နေရာမှာဘာ1 + ဘာ2 E1 + ဘာ2လဲဆိုတော့ E2 ပေါ့ R တော့ဘာပဲ R ပဲ extra resistance ပေါ့ကွာ plus ဘာနေရာမှာ R နေရာမှာဘာ1 + R1 + R2 ဒါကတက်စမှာပါတယ်ဘာသေးလဲပုံသင်ဒီ okay เนาะအဲ့တော့ I = E1 + E2 by R + R1 + ဘာလို့လဲ R2 ဒါရေးပါတန်းဆက်တဲ့ battery မှာ ER လို့ကျင်ပါလိုက်ပါပေါင်းလိုက်ပါစက်ကျင်ပဲလေးဖြစ်သွားတော့ E ကိုနှုတ်လို့ R ပေါင်းပေါ့ဆိုတော့အဲ့ဒါဘာ E = E1 - E2 ဒါပဲဘာ စက်ကျင်လေးဖြစ်တော့ E ကိုနှုတ်လို့ဘာပေါင်းပေါ့ R ပေါင်းပေါ့ဆိုတော့ဘာ R = R1 + ဘာလဲ R2 အဲ့တော့ circuit equation သုံးလိုက်မယ်ကွာ R = E by RG + ဘာသေးလဲဆို R သေး I ကဘာပဲကွာ I ကွာE နေရာမှာဘာ1 - E1 - ဘာလို့လဲ E2 ပေါ့ဘာ RG ကတော့ RG ပဲပေါ့ဗျာ plus R နေရာမှာဘာ1 + R1 + ဘာလို့လဲဆိုတော့ R2 ပြီးသားတန်းဆက်တဲ့ battery မှာ E ရလို့ချင်းပေါင်းလိုက်ပါစက်ကျင်ပဲလေးဖြစ်သွားတော့ E ကိုတော့အပေါင်းပေါ့battery လေးတွေအပြိုင်ဆက် internal လေးအပိုင်းကွပြောချင်တော့က internal resistance ဘာကျင်လဲဆိုရင်ပြောချင်လဲဆိုဘာခိုင်းပေါင်းအပိုင်းခံပြီးပေါ့1 by R = 1 by R1 + 1 by R2 battery လေးတွေအပြိုင်ဆက် internal လေးအပိုင်းကွ E တွေကဘာနေမှာတူနေမှာဆိုတော့ဘာတန်ဖိုးကဒီလိုပဲ E တန်ဖိုးကဒီလိုပဲဆိုတာ total electromotive force ဆိုတာက E1 နဲ့လည်းအတူတူပဲ E2 နဲ့လည်းအတူတူပဲဒါကြောင့် battery တွေကတန်ဖိုးတူတဲ့ဘာ electromotive force တွေဘာတွေထားလိုက်လဲပေးထားလိုက်မယ်တော့ battery လေးတွေအပြိုင်ဆက် internal လေးအပိုင်းကွ1 by R = 1 by R1 + 1 by R2 total internal resistance လို့ကျတော့ဘာခိုင်းပေါင်းလိုက်အပိုင်းခံပြီးပေါင်းလိုက်E တွေကဘာနေမှာတူနေမှာ total electromotive force နဲ့ဒီက battery number 1ရဲ့ E1 တန်ဖိုးနဲ့ battery number 2ရဲ့ဘာရဲ့ E2 တန်ဖိုးအားလုံးပါပဲလေဒီလိုပဲ E1 ကဘာဖို့ဆိုရင်စစ်ဖို့ဆိုသူဘာလို့ပါလဲ E2 တဲ့ဘာဝယ်ပေးထားမှာစစ်ဖို့ပဲပေးထားမှာဒါဆိုရင် total electromotive force ကဘာပဲလေ E ရတယ်ဘာဖို့ပဲလေစစ်ဖို့ပဲအဲ့ဒါလေးနားလည်ပါပြီရပြီတော့ဒါတော့ circuit equation ရေးရင်လည်းရတယ် by using circuit equation I = E by RG ပါသေးတယ် R သေးဆရာတော့မရေးတော့ပါဘူးဆရာတို့ဆက်ပြီးသုံးလို့ပါတယ်ဆရာက derivation နဲ့တွားမှာပု္ပ္ပစာ20နဲ့တွားမှာဆိုတဲ့အတွက်သူအလိုလိုပါဝါမှာဖြစ်သွားမှာဘာလေးပဲကြက်ထားပြီပါနှုတ်လေးပဲကြက်ထားပြီပါတန်းဆက်တဲ့ battery မှာ ER လိုချင်ပေါင်းလိုက်ပါ
စန့်ကျင်ဘက်လေးဖြစ်သွားတော့ e ကိုနှုတ်လို့အပေါင်းပေါ့ပရိလေးတွေအပြိုင်ဆက် internal လေးအပိုင်းကွယ် e တွေကတော့တူနေပါတော့ e ကို e1 e ကို e1 e2 internal လေးအပိုင်းကွယ်1 by r ကို1 by r1 1 by ဘာလို့လဲ r2 ဒါလေးကိုပိုင်းနေအောင်သိအောင်လုပ်တာပြီးလို့ရှိရင်ဥစ္စာတို့အရန်ရန်ပါလိမ့်မယ်လွယ်ပါလိမ့်မယ်အားလုံးကြက်မှချမ်းသာဝိစရမြတ်ပြေဝကြပါစေဘေးအန္တရာယ်ပေါင်းလဲကင်းဝေးကြပါစေ